Hello အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယာမလေးက2025ခုနှစ်မှာပေါ့နော်တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာလူမှုရေးစီးပွားရေးကျန်းမာရေးအခြေအိမ်အောင်ရေးစရတဲ့အဲ့မှာဆီယာမလေးမြင်တွေ့သမျှလေးတွေအရင်ဦးဆုံးပြောပြပေးချင်ပါတယ်အရင်ဦးဆုံးဆီယာမလေးမြင်ရတဲ့နမိတ်အရာပေါ့နော်ဒီကာလမှာအရာရာအားလုံးကအနာဂတ်မှာပေါ့နော်ဒါမင်းအနာဂတ်ဟာအရန်ကိုလှပတယ်အရန်ကိုတောက်ပတဲ့အနာဂတ်တွေပြီးတော့ဘောနော်ရွှေရောင်နှမ်းတဲ့အနာဂတ်တွေကိုတနင်္ဂနွေသားသမီးတွေပိုင်ဆိုင်မယ်လို့ဆရာမလေးကမြင်ရတယ်ဒါအပြင်ကိုဒီဗီဒီယိုကိုတနင်္ဂနွေသားသမီးမှမဟုတ်ဘူးစိတ်ဝင်စားလို့ဆိုပြီးတော့ဝင်ကြည့်သွားတယ်မြည်သည့်နေ့နံမှာမဆိုဖြစ်လာမယ့်အနေထားမှာတော့နောက်တစ်ခုရှိပါတယ်အဲ့ဒါကကြတော့ကိုယ့်ရဲ့လက်ရှိနေတဲ့ environment ပေါ့နော် environment ဆိုအလုပ်ကိုင်းနေရာဌာနအပြောင်းအရွှေ့တစ်ခုခုဖြစ်နိုင်တာမျိုးသို့မဟုတ်အပြောင်းလဲမဟုတ်ဘူးဆိုရင်တော့ဒီပေါ့နေရာဌာနအိမ်အပြောင်းရွှေ့အလုပ်အပြောင်းရွှေ့တော့ကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့ mindset တွေကိုယ့်ရဲ့အရာရာပေါ့နော်တွင်ပြင်လက္ခဏာ feature အကုန်လုံးပေါ့နော်ကိုယ့်ရဲ့စိတ်တွေပြောင်းပါလားကိုယ့်ရဲ့လူပုံသဏ္ဍာန်ပြောင်းလဲလိုက်ပါလားဒါမှမဟုတ်ကိုလက်ရှိဒီခံစားနေရတဲ့ဟာတွေကို move on လိုက်ပါလားအဆရှိတဲ့ဖြင့်ပေါ့နော်အဲ့ဒါတွေကိုပြောင်းလဲခြင်းဖြင့်အပြောင်းလဲမှုတွေအရာရာစိတ်တွေအပြောင်းလဲအကုန်လုံးဖြစ်လာမယ်လို့ဆရာမလေးကတော့မြင်တယ်ရွှေတွေဝင်မယ်ထီတွေပါပေါက်တဲ့အတွက်လာမယ့်2025ကတနင်္ဂနွေသားသမီးတွေအတွက်ကိုလက်ခံမောင်းခက်ရမယ်နှစ်လူတောင်ပြောလို့ရတယ်ပေါ့နော်ကဲအဲ့တော့လုပ်ငန်းဘယ်ရမဆိုအခွင့်အရေးတွေဆိုလဲနှစ်ကြိမ်နှစ်ခါနှစ်မျိုးနှစ်ခုတပြိုင်နက်တည်းရောက်လာတာတခါလေရွေးချယ်ရမယ်သူပေါ့နော်ချစ်သူရည်စားဆိုရင်တော့ဟာဘယ်သူရွေးရမှမသိအကုန်လုံးကနှစ်ယောက်ကတွဲဖက်ပြီးရောက်လာတာနှစ်ယောက်ကကိုယ်လိုက် propose တွေလုပ်တာနှစ်ယောက်လုံးကလည်းကောင်းနေတာအဲ့လောက်တွေထီတောင်ကိုမှာပေါ့နော်ရွေးချယ်မှုတွေဖြစ်လာနိုင်နေပေါ့အဲ့တော့ပြီးတော့လက်ရှိအိမ်တို့နေရာတို့ဌာနတို့เนาะအဲ့လိုပြုပြင်ရတာမွမ်းမံရတာရေပိုက်ပြင်ရတာအိမ်အောင်ဖိပတ်တွေပြင်ရတာစသဖြင့်လဲဆရာမလေးကတွေ့ရပါတယ်ပြီးတော့ဒီကြားထဲမှာမိတ်ဆွေတွေမိသားစုတယောက်ယောက်ကိုယ့်ရဲ့ခင်မင်းနေတဲ့သူတယောက်ယောက်အတွက်ပေါ့နော်တောကရောက်စီရပြဿနာလေးတွေကြုံရတတ်တယ်အမျိုးသမီးတယောက်ရဲ့အကူအညီလဲရရှိဖို့ဆရာမလေးကတော့မြင်တယ်ဒါအပြင်ကိုခက်ခဲလာတယ်ပင်ပန်းလာတယ်ဆိုတာတိုင်းမှာငါတယောက်တည်းဖြစ်နေတာမဟုတ်ဘူးငါတယောက်တည်းပင်ပန်းနေတာမဟုတ်ဘူးဆိုတဲ့အတွေ့အလေးရှိပါကိုယ့်ရဲ့ဘေးနားမှာစောင့်ရှောက်နေတဲ့အဆောင်ရှောက်တွေပုံကိုယ်တွေရှိတယ်သူတို့တွေကကိုယ့်ဘေးနားမှာအမြဲတမ်းရက်တည်နေပါတယ်ဆိုတာလေးကိုဆရာမတို့နမိတ်လေးပြထားပါတယ်ဒါအပြင်ကိုယ်စောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်တွေမှာတနင်္ဂနွေသားသမီးတွေစောင့်ရှောက်နေတဲ့နတ်မိမယ်အင်ဂျယ်လေးကတော်တော်လေးကိုလှပတဲ့နမိတ်လေးဖြစ်ဆရာမလေးကမြင်ရတဲ့အတွက်ဒီဝါဇဒန်ကိုလာဖတ်တဲ့သူတွေတော်တော်များများရုပ်ရည်လှပခြင်းအကြည်တက်ရှိခြင်းတခုမှခန္ဓာကိုယ်ဆွဲဆောင်မှုရှိခြင်းတခုမှမှာခန္ဓာကိုယ်ရဲ့ဒီခန္ဓာကိုယ်တစ်ခုလုံးမှာဘယ်အရာမဆိုပေါ့နော်ကိုလိုကိုမောင်လှတာလား body လှယောက်ျားလေးဆိုလဲ body တောင်းတာလားနောက်စကားပြောဆွမ်းရင်ကောင်းတာလားတခုမှမှာဆွဲဆောင်မှုရှိနေတာလေးတွေကိုတွေ့ရတယ်2025မှာကျမကြီးလေးကတော့ဂယူးဆိုင်ပေးငွေအစုလိုက်ပုံလိုက်ရမယ်ဆရာမလေး hobby 2လအတွင်းသို့မဟုတ်4လအတွင်းမှာဖြစ်နိုင်ပါတယ်ရေမအောက်နိုင်တဲ့ယောဂလေးလည်းဖြစ်တတ်တယ်တာသမီမရသေးတဲ့သူတွေတာသမီတွေပါတွေလည်းရနိုင်ပါတယ်အရာရာတိုးတက်ဆင်ပြေပါစေလို့ဆရာမလေးကဆုတောင်းမေတ္တာပို့တာပေးပါတယ်အားလုံးပဲပျော်ရွှင်ကြတဲ့2025ပိုင်ဆိုင်ရပါစီရှင်